ကြည့်လိုက်ပါဦးအခုမွေးနေ့လက်ဆောင်လာပေးရပြီလားမကြည့်နဲ့နော်လူချင်းလားမွေးနေ့လက်ဆောင်ဘာလို့ချင်းလားမသိဘူးညီမလေးမွေးနေ့ဆိုပြီးမဲ့မမအတော်ကိုပါရဲ့တဲ့တိလားမေမေထည့်ပေးလိုက်တာမကြည့်နဲ့နော်ဖိုးပဲလက်နော်နောက်တစ်ခုဆိုတာကြမှာကြည့်မယ်နော်လာလာရောက်ဖက်တခုကြံသေးရဲ့ကြည့်ပြမလားဟမ်ရုပ်ဒါလေမြောက်စလုံးအတွက်ပဲကြည့်လားနော်ဟုတ်တယ်ဒါပေမဲ့အခုမွေးနေ့ကိတ်ကမပါတော့ဘူးမွေးနေ့ကိတ်ကမပါတော့တခြားဟာပြမယ်အတော့ပဲလက်မယ်နော်1 2 3ရပြီကြည့်လိုက်ပါဦးဆွေးကြိုးတယောက်တကုန်းနဲ့မမေကကြည့်လားညီမနှစ်ယောက်ဆင်လို့ရအတွက်လေတိတ်လားမမီနဲ့ဖေဖေနဲ့ကလေညီမလေးကို2ယောက်အတွက်ပြောထားရှိသေးရဲ့မမပြောပြမယ်နော်တမီလေးတွေအတွက်တဲ့ဆူတောင်းစကားကိုဘုရားဘယ်လိုစပြောမယ်မသိဘူးနဲ့တဲ့တမီလေး2ယောက်ကိုအရန်ချစ်ပါတယ်ကလေးတို့ကြီးတဲ့မိဘတွေအနေနဲ့တာသမီးဘောအကောင်းဆုံးအရာတွေပဲပြီးချင်တာပါတဲ့အဲ့အကောင်းဆုံးအရာတွေကိုပဲပြီးဖို့မမီနဲ့ဖေဖေကအဝေးကနေပြီးတော့အငြင်းနဲ့ပန်းပိုးနိုင်အောင်စူးစမ်းပြီးလုပ်ပေးလိုက်ပါတယ်တဲ့ပျော်ရွှင်ပါစေကလေးလေးတို့ကြီးတဲ့ဘဘရဲ့အမေရဲ့ရှိရဲ့ဟိုတဲ့တိတ်ပြီးမစိုးပါနဲ့တဲ့နော်ဆိုးရလားသိပြီမဆိုးရနဲ့တဲ့စာကြိုးစားပါတဲ့လိမ့်လိမ့်မမနေပါတဲ့ညမ်းချစ်ပါရဲ့တဲ့သူပြီးမိမိကပြောပေးထားမိမိကိုဘာပြောချင်လဲရောချစ်တယ်တတိယချစ်တယ်လွမ်းမိမိနဲ့ဖေဖေနဲ့ကလေတမီးကိုအတွက်ပုံမှန်ကြိုးစားပြီးတော့လေပတ်ဆက်ရှာနေရရှာသမျှပတ်ဆက်ကလည်းတမီးကိုအတွက်ပဲတဲ့တမီးတို့ကစာကြိုးစားပြီးတော့လိမ့်လိမ့်မမနေပေးဖို့ပဲတဲ့ဒီမှာနေပြီးမှလားနေပြီမှာစာရေးလေးအများကြီးကြိုးစားပေးလိုက်နော်ကျေးဇူးတင်ပါတယ်ဆိုကြလေးနဲ့လှတွေ့မလားတကယ်ကြီးနေလဲကျွေးမယ်လीနော်တော်လားရုပ်တွေရောပတ်စံတွေရောမွေးနေ့ကိတ်တွေရောလုပ်ပေးလိုက်တာပြောလားပြောရင်ပတ်စံကလည်း3သိန်းဒီထဲမှာပါ3သိန်းပဲမိမိအတွက်လေနော်အဲ့ဒါကိတ်ခွဲမယ်
မ